ကဲဒီနေ့ကတော့ဒါမော်ဘီသူကြီးပါမော်ဘီသူမမပါစပင်ကအရင်ကဟိုပါပေါ့နော်စီဆိုးထားတာပေါ့နော်ဒမ်းမိတ်နေနဲ့ဖြစ်တယ်ပေါ့နော်ဓာတ်ဘရောင်းဆိုးနေပေါ့နော်အများနဲ့ဓာတ်ဘရောင်းဆိုးတဲ့စပင်ကိုကျွန်တော်ကတော့ကောက်ရှင်တယ်ဒါပေမဲ့ကောက်မပြီးဘူးအဲ့ဒါကောက်ချင်တယ်ကျွန်တော်ကောက်ပြီးလို့မရအောင်စိတ်ပဲကောက်ခိုင်းမယ်စပင်တော့ကောက်လို့မရတယ်လောဆယ်ကျွန်တော်ဖေးအောင်နဲ့ပြီးသွားရင်ကျွန်တော် BC ဘိုးတောင်းနဲ့လုပ်ပေးမယ်နောက်3လနဲ့6လမှကြာရင်ကောက်လို့ရတယ်အဲ့လိုမျိုးကျွန်တော်လုပ်ပေးထားမှာအဲ့တော့ခဏနေဘယ်လောက်ထိပြောင်းလဲသွားဆိုတော့ချက်လောက်ကြည့်ပေးပါဘာပြောချင်လဲကင်မကြီးဘယ်နေလားဘယ်လာပြောလိမော်ကြီး ပြနေလာတာပါမော်ရနေတာအေးတွတ်တော့မှတွေ့တော့အဆင်ကလမ်းမျိုးဘုခင်လမ်းတင်လိုက်တာကဲတစ်တော့ပေါ်တွေ့ပြီလာတဲ့လူကလာနေနော် အားကိုးပြီးလာတာပါဟုတ်ပြီအကောင်းဆုံးဖြစ်အောင်ကျွန်တော်လုပ်ပေးမယ်ခဏနေ reset ပြပေးပါမယ် okay please 眼泪后有莫名的光顾，所以会盲目将爱麻木，可突然会想起了全部。我对你有个必须是迷雾，所有的纪念日记得清楚，永远知道的束缚，蓝泪掩护，突然会想起了全部。ကျွန်တော်တို့ဒီမှာ damage ဖြစ်တာစပင်အရင်တပလောင်းနေလဲဆိုထားတယ်အဲ့ဒါကိုကျွန်တော် PC treatment နဲ့ပြီးရင်ဖျောင်းရင်ဘိုးတော့ရထည့်ပေးထားတယ်ဘယ်လိုလဲခံစားမှုစိတ်ခံစားရချက်တော့ပြောပြပေးလိုက်ကင်မောင်ကြည့်ပြီးတော့ စိတ်ကျဉ်နေမှုအပြည့်ဝဟုတ်လား စပင်ကအရင်နဲ့တစ်ဆိုင်ဘယ်လိုမျိုးပြောင်းလဲမှုရှိလဲ ပြပြတာပြောင်းလဲဟိုပါပေါ့အရင်တော့တစ်စိရှုပ်ရလေဒီနောက်မှဟိုသပင်ကအစင်လုံးဒီကုတ်တွေတို့ပို့ဆိုးရရှုပ်အခုကျတော့ရှင်းရှင်းလေးနဲ့တောက်လေးနဲ့ကက်ကက်ကြီးလည်းအမကကတ်တာမကြိုက်တော့အဆင်ပြေတယ်ပြီနော် ကြိုက်တယ် အဲ့ဒါစိတ်ကျဉ်မှုရှိရပေါ့ စိတ်ကျဉ်နေမှု okay ကျေးဇူးအများကြီးတင်တယ်မော်ဘီကလာရဲ့အမကိုလည်းအများကြီးကျေးဇူးတင်တယ်နောက်လည်းကျွန်တော် booking တင်လို့ရတယ်နော်အဲ့တက်တော့ပဲတင်လိုက်လေအမတင်နေစီရပဲနော်ကဲအဲ့တော့လုံးဝစံသားလုံးဝ eat ဖတ်ရွဲ share ခဏလောက်ခန်းစားပေးလိုက်ပါဦးမမ